Ready? 1, 2, 3, go. ဒီချက်ကြည့်လိုက်ပါဦးโอเค ဆိုင်မုံနဲ့ဆိုတော့ဒါနဲ့ဆက်ပြီးရှင်ဝစ်ပြီးတော့ကြော်ညာမယ်နဲ့ဆက်ပြီးရှင်ဝစ်လိုက်မယ်စိန်လိုက်မယ်ဆိုတော့တော်တော်လှမှာပဲဆိုပြီးတော့ဒီကြော်ညာလေးကိုခေါ်ပြတာပါ နှစ်သက်မှာဟိုတီတာရှင်တွေကမတီတာကနေပြီးတော့သူ့အတိတ်တွေနမိတ်တွေလက်လာပါတွေပွင့်လန်းအောင်လို့တကူလုံးကိုရွှေတွေစီစိတ်တွေစီပြီးတော့ဒီကြော်ညာလေးကိုရိုက်လိုက်တာဖြစ်ပါတယ် ဆက်ပရင်လက်ပရင်ရှိတော့ဒီဇိုင်းတွေစိတ်ကြိုက်မှလို့ရတယ်နော် ဟုတ်အဲ့ဒါလည်းအဲ့လိုရတယ်စိတ်ကြဒီဇိုင်းမှာလို့ရတယ်ဆိုင်မုံတကယ်လို့အမှဆိုလည်းဒီနားလေးမှာလေ စိတ်ကြိုက်ဒီဇိုင်း နှစ်ဘူးကြီးလေးမှာဆိုင်ရင်မုံမထည့်ပြီး ပြုံးတဲ့ပုံလေးအဲ့လိုမျိုးတွေထည့်ပဲ ရတယ်တပုတ်လေးပါထည့်ပြီး ပေါ်ရင်ဒီလိုတစ်ချက်တယ်ဒီရေဘက်ကလေးတစ်ချက်ကြိတ်လာတယ်နော်ခါလေးပေါ့နော် အရန်ပဲဝမ်းသာမိတယ်ပေါ့ဒါကျွန်တော်စီးပွားရေးခေါ်တယ်ဆိုတာတဲ့ဒါအချီးမြောက်တာပေါ့နော်ဒီကနေပြီးတော့ချီးမြောက်တာဖြစ်တဲ့အတွက်အရန်ပဲဝမ်းသာမိပါတယ် 3, 2, 1, go. ရွှေဆိုင်ထုတ်လို့သူများအတွက်3,900မှာစရက်ကားပေးမဲ့အပြင်ရွှေတင်တန်းမှာ free တက်ခွင့်ရမှာဖြစ်တဲ့အတွက်ယုံကြည်စိတ်ချစွာနဲ့တီးတာရွှေဆိုင်၄ဆိုင်လုံးမှာလာရောက်ဝယ်ယူအားပေးဖို့ဖိတ်ခေါ်ပါတယ် ဒီဝစ်စားတွေဆိုတာကျွန်တော်တို့ဇက်တပင်နဲ့မစိမ်းဘူးကျွန်တော်ကိုကြီးချော်ရီကားခဲ့တယ်ဆိုရင်လည်းဒီဇက်ဝစ်စားတွေနဲ့ပဲကားခဲ့တာအခုကတော့တကယ်နတ်ဆရာကြီးတွေကားတဲ့အတိုင်းကျွန်တော်တို့ဒါရွှေနဖူးစီလေရွှေလေဇွဲတွေနဲ့အဲ့လိုလက်ပတ်တွေနဲ့လက်စွပ်တွေနဲ့ဆိုတော့ခုံးရှိရွှေကပတ်တွေနဲ့ရွှေဓားတွေနော်ပဲအဲ့တခါမှဒီကြက်လောင်းတဲ့ဟာဆိုရွှေဆိုမကင်ဘူးစားရမှာတော့အဖြစ်လုပ်ထားတဲ့ဟာမျိုးနောက်ပြီးတော့ဒါရွှေလောင်းထားတဲ့ဟာမျိုးတော့မကင်ဘူးဒါဒီမှာတော့ရွှေစစ်တွေကင်ရတော့ကောင်းတော့ကင်ဘူးရတာပေါ့ချစ်သူညာကြီးဒီမှာလေဆိုင်မုံနဲ့ဆိုတော့ဒီနက်ဆက်ရပစ္စည်းတွေနဲ့လေဝေးလိုက်တော့အရင်လှမှာပဲဆိုပြီးတွေးနေရကြာပါပြီ5-6လလောက်ရှိပြီဒါနက်ဆက်ပစ္စည်းနဲ့ဝစ်ပြီးတော့ကြော်ညာမယ်နက်ဆက်ပစ္စည်းဝစ်လိုက်မယ်စိန်လိုက်မယ်ဆိုတော့တော်တော်လှမှာပဲဆိုပြီးတော့ဒီကြော်ညာလေးကိုခေါ်ပြတာပါ ဝင်ကအခုပထမဆုံးဝစ်ဖို့တာရွှေဆိုင်ကျန်ရရိုက်တာလေဒါပထမအဆုံးပဲဒီတောင်လည်းကျေးဇူးများကြီးတင်ပါတယ် လက်ထပ်ပြလိုက်တာ2026 2026ရွှေအများကြီးဝင်တော့ စိုက်ဆုံးရပဲလား ကြိုက်ဆုံးလားကြိုက်ဆုံးပြောပါလေဒီခပတ်စံမင်းသားကတော့ကျွန်တော်တို့ရွှေတို့စိန်တို့ပြည်များဆိုအထွတ်မြတ်ထားတဲ့အောင်ပို့ပြီးတော့လောက်ကြတာပေါ့ကျွန်တော်တို့ခေါင်းပေါင်းဆိုတာတော့ကျွန်တော်တို့စံမင်းသားတွေအထွတ်မြတ်ပုံစံမျိုးခေါင်းပေါင်းဆိုရင်ကပြီးရင်အောက်မချဘူးကျွန်တော်ပုံမှာချိတ်ထားတဲ့ပုံပေါ်လေးတင်တယ်အဲ့လိုမျိုးဆိုတော့အဲ့ခေါင်းပေါင်းရဲ့အရှိမတက်တဲ့နဖူးစည်းလေးကိုမှရွှေသေးနဲ့တုပ်လိုက်တဲ့ခါကျတော့ပို့ပြီးတော့ကိုယ့်ရဲ့ဒီစံမင်းသားကလုံးဝအထွတ်မြတ်ဖြစ်တဲ့ခေါင်းပေါင်းလေးပိုတန်ဖိုးထားတဲ့ပုံစံမျိုးဖြစ်အောင်လုပ်ဖြစ်ရင်တော့ကျွန်တော်အဲ့နဖူးစည်းကိုအရင်လုပ်ဖြစ်မှာနောက်ကျမှအခုံးအုပ်တို့ဒီရှိကပဲတော့ ဒီဟာလေးဆိုတော့5ချက်သားလောက်ပဲရှိပါတယ် ကျူစားပါ ခုနက်ဆက်ရည်တော်များရွှေလေးအများနဲ့ဝတ်တယ်အများနဲ့ပေါ့နော်နှစ်ပွဲနဲ့မှာဆိုလဲရွှေတွေပြင်းနေဝတ်တယ်တောင်မြုံမမဆိုလဲတီရရွှေစမ်းရွှေတွေအများကြီးဝတ်တယ်အားလဲအားပေးရနက်ဆက်ရည်များတော့တေချာပြုတ်လုပ်ပေးထားမှာလို့တီရရွှေစမ်းမှာမျိုးစုံရှိရပေါ့နော်နက်ပီစီနဲ့ပတ်သက်ပြီးရောလေရွှေဓာတ်တွေလည်းရှိရရွှေဖလားတွေလည်းရှိရရွှေကပတ်တွေရောရွှေနဘူးစီရောအများကြီးပဲရွှေကြက်တွေရောပေါ့နော်အမျိုးစုံရှိပါရဲ့လို့နက်ဆက်ရည်များအားလုံးလည်းအားပေးပါလို့ပြောချင်ပါတယ်လို့တော်တော်များတယ်ပိတ်တန်နဲ့အောင်ချီပြီးအားပေးရရှိရနက်ဆက်ရတော်တော်များများပဲဟုတ်ဒီတစ်ပတ်ဒီနှစ်တောင်ပြုံးပွဲမှာဆိုလဲနက်ဆက်ရည်အကုန်လုံးတီရဆန်းရွှေအများကြီးဝတ်တာလည်းတွေ့တယ် ဘယ်တော့မှပေါ့ဒါပေမဲ့ကျွန်တော်ကဗာလဲမင်းသားနဲ့စမင်းသားနဲ့တက်ဆိုင်နဲ့ရွှေပကုတ်တွေမှာမယ်နော်ဈေးလျှော့ပေးအောင် ဟုတ်ပြီမှာပေါ့ရောတဲ့ကိုလည်းလျှော့ပေးလိုက်နှစ်ဖူးစီလေးဆိုတော့ရွှေချင်းက9ချက်သားလောက်ရှိပြီးတော့အဲ့ဒါလေးဆိုတော့15ရက်လောက်လောက်ရပါရဲ့လို့ဒီဘီလေးဆိုတော့ရွှေချင်းကကြာ8ချက်သားလောက်ရှိရဲ့ဒါဆိုရင်တော့တက်လာလောက်လောက်ရရဲ့ပေါ့နော်ဒီကပတ်လေးဆိုတော့15ချက်သားလောက်ရှိပါတယ်
15ချက်တလောက်ရှိရဒါဆိုရင်တော့10ရက်လောက်လုပ်ရင်ရပါတယ်ကိုယ်ပိုင်မတင်ရှိလို့ပါကိုယ်ပိုင်မတင်လည်းရှိရကိုယ်ပိုင်စိတ်ဝင်လည်းရှိရလေလက်ဆရာကြီးတို့အမြန်ဆုံးပြုလုပ်ပြီးရအော်ဒါလည်းအဲ့လိုရပါတယ်ပုံမှန်တွေ့ရတယ်တော့ဗာလေးကွာချလို့အရန်ကိုကွာချသွားတာပေါ့အရန်ကိုဝင်းဝါစိုးပြေလှပပြီးတော့ပေါ့ဆိုင်းမို့ဆိုတာအရင်ဆိုင်းမို့နဲ့အခုဆိုင်းမို့ပိုပြီးဝင်းဝါနေတာပေါ့ရွှေတွေချပေါ့ဖုံးကန်နေမြင့်လာတာပေါ့ပို့ပြီးတော့နှစ်သက်မှာဟိုတီတာရှင်တဲ့အမတီတာကနေပြီးတော့သူ့အတိတ်တွေနမိတ်တွေလက်လာပါတွေပွင့်လန်းအောင်လို့တကိုယ်လုံးကိုရွှေတွေစီစိတ်နေစီပြီးတော့ဒီကြောင့်ညာလေးကိုရိုက်လိုက်တာဖြစ်ပါတယ် အဲ့တော့ဘာတွေဝယ်သွားမှာလဲဒါ အကုန်လုံးဝယ်သွားမယ် ခလုံးဝယ်ပါဖြည်းဖြည်းချင်းဝင်နေတာအခုချက်ချင်းတော့ နောက်ဘူးစီဝယ်မယ်လို့ပြောတာနော် နဖူးစည်းဝင် ဟုတ်တယ်ဝယ်တော့ ဟိုကိုပိုင်ဒီဇိုင်းမှာပြီးတော့ လက်ဆရာကြီးတွေအတွက်ကျတော့ရွက်ကဗရင်ပြင်းရွက်တဲ့နေပြရလက်ဆရာကြီးတော်တော်များများရဲ့တရားမပတ်ရန်အားပေးပါရဲ့ဟုတ်ကပတ်တွေလည်းဝယ်ကြတယ်ညနေဖူးစီရောပေါ့နော်တော်တော်များများပါဆက်လွယ်ရောကြက်တွေဆိုလည်းခဏခဏအားပေးပါရဲ့ရွှေကြက်တွေရောရွှေဓာတ်တွေရောပဲ ဒီရက်တွေဆိုတော့ဒါကိုပိုင်ပရင်ကိုပိုင်ဆက်ပရင်လက်ပရင်ရှိတော့ဒီဇိုင်းတွေစိတ်ကြိုက်မှလို့ရတယ်နော် ဟုတ်အော်ဒါလည်းအဲ့လိုရတယ်စိတ်ကြဒီဇိုင်းမှာလို့ရတယ်ကိုစိုင်းမို့တကယ်လို့အမှဆိုလည်းဒီနားလေးမှာ စိ လေ တ်ကြိုက်ဒီဇိုင်း နှစ်ဘူးကြီးလေးမှာစိုင်းရင်မို့လို့ထည့်ပြီး ပြုံးတဲ့ပုံလေးအဲ့လိုမျိုးတွေထည့်မယ် ရတယ်တပုတ်လေးပါထည့်ပြီး အိုင်ဒီယာရများတယ်တက်ဖို့ပဲဆက်တာ အခုပဲကျန်တယ်စိတ်ကောတော့ရင်လို့ရတာပဲပတ်စံမပေးရ ဒီနှစ်မှာတော့စိုင်းရင်မို့က2026မှာစိတ်နေရွှေဝင်မှာပါစေလို့အနည်းဆုတောင်းပေးပါရဲ့ ဒီလက်စနေပြေးပါစေဝင်တော့မှာပါ ဝင်တော့မှာအတိတ်နမိတ်ဖတ်သွားပြီဆိုရင်လေ ဟုတ်ကဲ့ပါအပီတဲ့ပြည်သက်ကြီးလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ပြီးတော့ခေါ်ယူပေးတဲ့တီတီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်တီတာစိတ်ရွှေသနာဆိုင်ခွဲပေါင်းမြောက်များစွာဖွင့်ပြီးတော့ဒီတက်ပြီးတော့အောင်မြင်တိုးတက်ပါစေလို့တာဆိုင်ရမှာဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ ကျေးဇူးတင်ပါတယ်ရှင်